အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အာလူနဲ့ကြက်သားလေးကိုအချို့ကြော်နဲ့လေးချက်မှာပေါ့နော်ပထမဆုံးညီမကြက်သားကိုစားစနွင်းကြက်သားမုတ်ချင်းရည်လေးညှစ်ပြီးတော့လေအရသာလေးဝင်အောင်နှက်ထားလိုက်တယ်ပေါ့နော်ကြက်သားလေးနှက်ပြီးသွားလို့ရှိရင်ညီမကြက်သွန်နီကိုလေးစီတက်လိုက်မယ်ပေါ့နော်ဒီထဲမှာညီမကြက်သွန်ဖြူတော့မတုံးထားဘူးပေါ့နော်ကြက်သားနယ်ထားတဲ့ထဲမှာတော့ချင်းရည်လေးကိုညှစ်ပြီးတော့နယ်ထားတယ်အနံ့လေးမွေးအောင်လို့ကြက်သွန်ဖြူမတုံးဘူးကြက်သွန်နီတစ်မျိုးပဲတုံးထားတယ်ကြက်သွန်နီလေးတွေကိုလေရဲနေအောင်စီတက်မယ်ပေါ့နော်စီတက်ပြီးလို့ရှိရင်ခုနကလုံးထားတဲ့ကြက်သားလေးကိုညီမထည့်ပြီးတော့ဒီတိုင်းကြော်လိုက်မယ်ပေါ့နော်အဲ့စီလေးနဲ့ပဲဘာရေးမှမထည့်ပဲနဲ့လေအရသာလေးကြက်သားထဲမှာဝင်သွားအောင်လို့လှိမ့်လိုက်မယ်ပေါ့နော်ဘာရေးမှမထည့်ပဲနဲ့လေအဲ့ကြက်သားတွေကအရည်လေးထွက်လာအောင်ပေါ့နော်အရသာလေးဝင်အောင်လို့ညီမအဲ့စီလေးနဲ့ခုနထည့်တဲ့အတိုင်းလေးပဲလှိမ့်လိုက်မယ်ပေါ့နော်အိုးထဲမှာပဲဒီခင်းလေးကအရန်စားကောင်းတာသိလားသူကကြက်သားနဲ့အာလူအချိုနဲ့လေးဆိုတော့လေကလေးတွေဆိုလည်းအရန်ကြိုက်ကြမှာကြက်သားလေးနည်းနည်းလှိမ့်ပြီးသွားရင်ဆိုရင်တော့ခုနညီမဆေးပြီးတော့လှီးထားတဲ့အာလူလေးကိုထည့်လိုက်မယ်ပေါ့နော်အာလူထည့်ပြီးသွားရင်ဆိုရင်လည်းညီမရေထက်မထည့်သေးဘူးပေါ့နော်အဲ့ကြက်သားနဲ့အာလူရောသွားအောင်လို့အရသာလေးဝင်သွားအောင်လို့လှိမ့်ပြီးတော့ပေါ့နော်ဆက်ကြော်နေအောင်ပါဒီမထည့်သေးဘူးပေါ့နော်ခုနကြက်သားရေဆေးထားတဲ့စုံစည်းရေလေးနည်းနည်းလေးကျင်းထားတာတော့ရှိတယ်ကဲကြက်သားလေးနဲ့အာလူလေးနဲ့တေချာလေးနည်းနည်းကြလေးလှိမ့်ပြီးသွားရင်ဆိုရင်တော့ရေထည့်ထားတယ်ပေါ့နော်ရေနည်းနည်းလေးထည့်ပြီးတော့အဲ့ဒါနည်းနည်းလေးပါအဲ့နည်းနည်းလေးထည့်ပြီးတော့ပဲမီအေးအေးလေးနဲ့အဲ့အာလူရောကြက်သားရောနှက်ထားတဲ့ပုံစံမျိုးပေါ့နော်ကဲဒီလောက်ဆိုရင်စီပြန်လာပြီဆိုရင်တော့ရပြီပေါ့နော်ကဲကြည့်နေအောင်စားကြည့်ကလေးလူကြီးတွေအားလုံးကြိုက်တဲ့အာလူကြက်သားအချို့နဲ့လေးရပါပြီရှင်